မင်္ဂလာပါရှင်ဆရာတော်ဦးစောတိကရေးသားထားတဲ့လွတ်လပ်သောစိတ်ဆိုတဲ့စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကိုကောက်နှုတ်ပြီးဖတ်ပြပေးခြင်းပါတယ်ဆရာတော်ရေးသားထားတဲ့အဆုံးအမတွေကိုနားထောင်ရတဲ့အတွက်အတွေးမြင်သစ်တွေထပ်တူရပါစေလို့လည်းဆန္ဒပြုပါတယ်ရှင်လွတ်လပ်သောစိတ်နဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကျွန်ုပ်တို့ရဲ့လူပေါင်းလောကမှာတစ်ခုခုကိုယုံကြည်ရမယ်ဆိုတာထက်ကိုယ်တိုင်သိမြင်ဖို့ကသာပိုပြီးအရေးကြီးပါတယ်။ခိုင်လုံတဲ့အထောက်အထားမရှိဘဲအကြောင်းကျိုးကိုမစင်စားဘဲတစုံတစ်ခုကိုမှန်တယ်လို့ဆိုအတင်းယုံကြည်ခိုင်းတာဟာလူသားတစ်ယောက်ရဲ့လွတ်လပ်ခွင့်ကိုပိတ်ပင်လိုက်တာနဲ့အတူတူပါပဲ။ချက်လက်ထောက်ထားမရှိဘဲလက်ခံလိုက်ခြင်းဟာမိမိရဲ့အုံနောက်ကိုအမိုက်ပုံးတစ်ခုလိုသုံးချလိုက်တာနဲ့တူလာပါတယ်။တကယ်တော့မှန်တရားဆိုတာငင်းခုန်နေစရာမလိုပါဘူး။နှစ်နဲ့နှစ်ပေါင်းရင်လေးရတယ်ဆိုတဲ့အမှန်တရားကိုဘယ်သူမှမငြင်းနိုင်သလိုလက်တွေ့ကြကြသိမြင်တဲ့အမှန်တရားဟာလည်းငင်းခုန်နေစရာမလိုအောင်ရှင်းလင်းလှပါတယ်။မိမိမသိသေးတဲ့အရာတေချာရရမှုမရှိတဲ့အရာအပေါ်မှာတန်တရားဖြစ်တာဟာအပြစ်မဟုတ်ပါဘူး။အဲ့ဒါဟာလူသားတစ်ယောက်မှရှိတဲ့အရေးချင်းတစ်ခုပဲဖြစ်ပါတယ်။တစုံတစ်ယောက်ကပြောလို့ဒါမှမဟုတ်ရှေ့အစဉ်လာရလက်ခံလာခဲ့ကြတယ်လို့ဆိုတဲ့အချက်တစ်ခုတည်းနဲ့စွမယုံကြည်ပဲမိမိရဲ့အသိဉာဏ်နဲ့စမ်းစစ်ဖို့လိုပါတယ်။မိမိဘဝအတွက်ဘယ်ကအမှားဘယ်ကအမှန်ဆိုတာကိုကိုယ်ပိုင်ဆုံးဖြတ်ရမယ့်တာဝန်ဟာအင်မတန်ကြီးမားပါတယ်။လူတော်များများဟာဒီတာဝန်ကိုမယူကျင်ကြလို့ကိုယ်စားဆုံးဖြတ်ပြီးမဲ့သူလက်ထဲကိုကိုယ့်ဘဝကိုအပ်လိုက်ကြပါတယ်။အဲ့ဒီအခါမှာတော့ကျွန်ုပ်တို့မှာလွတ်လပ်မှုမရှိတော့ပါဘူး။ကိုယ့်ဘဝရဲ့ဆုံးဖြတ်ချက်ကိုသူတစ်ပါးလက်ထဲအပ်လိုက်ခြင်းဟာမိမိကိုမိမိလုံခြုံမှုရှိတယ်လို့ခံစားရစေပေမဲ့အဲ့ဒီအတွက်ပေးဆက်လိုက်ရတဲ့တန်ဖိုးကတော့မိမိရဲ့လွတ်လပ်ခွင့်ပဲဖြစ်ပါတယ်။တကယ်အမှန်တရားကိုလိုလားတယ်ဆိုရင်လွတ်လပ်တဲ့စိတ်ရှိဖို့လိုပါတယ်။ကိုယ့်ဘဝရဲ့လွတ်လပ်ခွင့်ကိုဘယ်သူလက်ထဲအပ်မလဲ။ကျွန်ုပ်တို့ဟာလူဘဝမှာရှင်သန်နေထိုင်ရင်တစုံတစ်ယောက်ကပြောလို့ဒါမှမဟုတ်အများလက်ခံထားတဲ့အစဉ်လာဖြစ်လို့ဆိုတဲ့အချက်တွေနဲ့တင်စွယုံကြည်လိုက်တာမျိုးထက်မိမိရဲ့ကိုယ်ပိုင်သိဉာဏ်နဲ့စမ်းစစ်ကြည့်ဖို့ကပိုပြီးအရေးကြီးပါတယ်။အကြောင်းကျုံခိုင်လုံမှုမရှိဘဲတစုံတစ်ခုကိုလက်ခံလိုက်ခြင်းဟာမိမိရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကိုပိတ်ပင်လိုက်တာနဲ့အတူတူပါပဲအရာရာကိုတန်တရားရှိတာမယုံကြည်သေးပဲစောင့်ကြည့်တာဟာအပြစ်မဟုတ်ပါဘူးအဲ့ဒါဟာလူသားတစ်ယောက်ရဲ့အစစ်မြင့်တဲ့အရေးချင်းတစ်ခုဖြစ်တယ်လို့လွတ်လပ်တဲ့စိတ်ဓာတ်ရဲ့စတင်ခြင်းလည်းဖြစ်ပါတယ်တကယ်အမှန်တရားဆိုတာငင်းခုန်နေစရာမလိုပါဘူးလက်တွေ့ကြကြသိမြင်တဲ့အမှန်တရားဟာဘသူရဲ့တိုက်တွန်းချက်မှမလိုပဲမိမိရဲ့စိတ်ထဲမှာရှင်းလင်းစွာတည်ရှိနေတတ်ပါတယ်မိမိဘဝရဲ့အမှားမှန်ကိုကိုယ်တိုင်ဆုံးဖြတ်ရမယ့်တာဝန်ဟာအလွန်ကြီးမားပါတယ်လူတော်များများဟာအဲ့ဒီတာဝန်ကိုမထမ်းဆောင်ခြင်းတဲ့အတွက်ကိုယ့်အတွက်ဆုံးဖြတ်ပြီးမဲ့သူတယောက်ယောက်ကိုရှာဖွေပြီးကိုယ့်ဘဝကိုပုံအပ်လိုက်ကြပါတယ်အဲ့ဒီလိုပုံအပ်လိုက်ကြခြင်းကလုံခြုံသလိုခံစားရစေပေမဲ့တကယ်တော့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုစတေးလိုက်ရတာပဲဖြစ်ပါတယ်။ဒါကြောင့်ဘဝမှာတကယ်လွတ်လပ်မှုကိုရချင်တယ်ဆိုရင်တော့အစဉ်လာတွေမျက်ကန်းယုံကြည်မှုတွေရဲ့အနှောင်ဖွဲ့ကနေရုံထွက်ရပါမယ်။မိမိကိုယ်တိုင်ဆုံးဖြတ်ရမှာကိုမကြောက်ပါနဲ့။အသိဉာဏ်နဲ့လွတ်လပ်စွာစဉ်းစားတွေးခေါ်ခြင်းဟာလူသားတစ်ယောက်ရဲ့တန်ဖိုးရှိဆုံးရည်ချင်းဖြစ်တယ်လို့အဲ့ဒီလိုလွတ်လပ်တဲ့စိတ်ထားကနေပဲစစ်မှန်တဲ့ငြိမ်းချမ်းမှုကိုရနိုင်မှာဖြစ်ပါတယ်။အားလုံးပဲကိုယ်စိတ်နှလုံးအေးချမ်းကြပါစေရှင်။